အင်ဂျက်တာနဲ့လေအင်ဂျက်တချင်းနေတဲ့မှာမိသားစုနဲ့ပတ်သက်ပြီးဆိုထားတဲ့တချင်းလေးရှိရနော်ဟုတ်ရှိတယ်အဲ့ဒါညီမအရင်တော့ကလေညီမပြောတယ်အမျိုးသမီး9ယောက်ဆိုတယ်အချစ်ဆိုတာဘာလဲဆိုအခွေထဲမှာအဲ့ထက်မှပါတာတချင်းနာမည်လေးကအရင်ကောင်းပါတယ်အိမ်မက်တွေမက်တယ်တီးရဦးဝင်းမင်းထွေးရေးတာပေါ့နော်သူက family life လေး intimate family life လေးကိုရေးပေးထားတာဆိုအဲ့တချင်းလေးဆိုတဲ့အချိန်မှာမျက်ရည်တွေကြာရတယ်အဲ့တချင်းလေးကနည်းနည်းလေးခက်တယ်ဆိုရတာအဲ့တော့ရှူယိုကန်းထဲမှာစာသားကြောင့်ငိုရတာရောတချင်းခက်လို့ငိုရတာရောစုံသွားတာပဲအဲ့ဒီတော့ဆိုတာငူကအပြစ်ပါသွားဒါဆိုရင်ဒီတချင်းကလည်းအင်ချက်အတွက်အမှတ်တရပါနော်ဒါနဲ့ဒီတချင်းကိုနားထောင်ပြီးတော့ပရိသတ်တရားရောဘယ်လိုတွေဝေဖန်လဲအင်ချက်ကိုဒါပေမဲ့အဲ့ဒီအခွေလေးကလေညီမအဲ့တချင်းလေးကိုတော့နှမျောတယ်နောက်ပြီးတော့သဘောလဲကျတယ်ဒီတချင်းလေးကိုညီမကနောက်တစ်ခွေလောက်ကျရင်ပြန်ထည့်မယ်လို့စဉ်းစားထားတယ်ဘာလို့လဲဆိုတော့အဲ့ဒီခွေလေးကပေါ့နော်ထင်သလောက်ပရိသတ်ကြားတယ်အရန်မရောက်သွားဘူးအဲ့တော့တီးရဲ့လူတွေကတော့တီးရဲ့လူတွေကတော့တနာစရာလေးပေါ့နော်တချင်းလေးကတချို့လူတွေကြတော့လေဘယ်လိုပြောမလဲကိုယ့်ရဲ့ life ကိုအတွင်းကျကျမသိတဲ့လူတွေရှိတယ်အဲ့ခါမျိုးကြတော့ question mark တွေထုတ်ကြပါဘာလို့ဒီတချင်းကိုဆိုတာလဲပေါ့ဒါဆိုရင်ဒီတချင်းကတော့အင်ချက်အတွက်အမှတ်တရပေါ့ဟုတ်တယ်မဟုတ်ဆိုစတူဒီယိုကန်းထဲမှာလည်းငိုခဲ့ရတယ်ဆိုအမှတ်တရဖြစ်သွားတာပေါ့အစောပိုင်းလည်းပြောရတယ်အင်ချက် hip hop တချင်းတွေမှာလည်းပါတယ်ဆိုတာလေဟုတ်ကဲ့အဲ့ဒီ featuring ဆိုပြတာလေးနဲ့ပတ်သက်ပြီးပြောပါအောင်အင်ချက် featuring ဆိုပြတာကြတော့အင်ချက်ကပထမအဦးဆုံးဆိုပြတာကrockstar ဆိုပြီးတော့ကြောက်ချက်တို့ Charter ဆွေတို့ family ဖွဲ့တယ်အဲ့ဒီတော့ကအင်ချက်စဆိုပြတယ်ပေါ့နော်အဲ့ဒီတော့ကအင်ချက်ကိုစပြီးပြောတာမဆင်ဒီကပြောတာဖုန်းဆက်ပြီးတော့အင်ချက်တဲ့ဒီလို featuring ဆိုရမယ်ပေါ့နော်အဲ့ဒီတော့အဲ့သချင်းလေးကမှတ်မှတ်ရယောက်ျားလေး4ယောက်မိန်းကလေး4ယောက်အားလုံး8ယောက်ဆိုကြတာဟုတ်တစ်ပိုက် rap တစ်ပိုက်နဲ့အဲ့ chorus တစ်ပိုက်ကိုမိန်းကလေး1ယောက်အဲ့တော့ဂျိုးကြရယ်စင်ဒီရယ်အင်ချစ်ကယ်နောက်တီတီဆွေရယ်4ယောက်ဆိုကြတာပေါ့နော်အဲ့ဒီချင်းလေးမှာပထမဆုံးစဆိုပြတာအဲ့မှာ rapper တွေနဲ့ခင်သွားတယ်ပေါ့တီးသွားတယ်ပေါ့နော်အဲ့ဒီအချိန်ကစပြီးတော့နောက်တပုတ်စီဆိုပြတယ်ဆိုပြတဲ့အခွေက2စီးစာလောက်ရှိပြီ featuring ဆိုတဲ့ချင်းလေးကတော်တော်များတယ်အရန်ကိုများတယ်အင်ချစ်ဆိုပြတာအများကြီးပဲပောက်ခဲ့တဲ့ချင်းတွေလည်းရှိပါတယ်နောက်အဟောင်းတွေပြန်လုပ်ကြချီကြီးစားဆိုလဲစနဲနဲ့အင်ချစ်နဲ့ဆိုတဲ့ချင်းလေးလည်းပောက်တယ်အင်ချစ်ဆိုတဲ့ featuring တော်တော်များအများကြီးပဲစနဲလို့လဲဆိုတဲ့ကကိုရဲနဲ့လဲဆိုလဲပောက်ခဲ့တာပဲနောက်ပြီးတော့ဘသူတွေနဲ့ဆိုကြတယ် who's လက်ရှိဆိုဘာနီဖြိုကီကီ Bobby Soxer သူတို့တွေနဲ့လည်းအင်ချစ်ထောက်ချောက်ပဲဆိုထားတယ်ဟုတ်အများကြီးပဲအင်ချစ်တာဆိုရင်အဲ့ featuring တွေဆိုထားတယ်မှာအမှတ်တရဖြစ်တဲ့သချင်းမျိုးရှိလားအမှတ်တရဖြစ်တဲ့သချင်းမျိုးဆိုတော့ညီမ featuring ဆိုတဲ့သချင်းလေးတစ်ပုတ်လောက်တော့ပရိသတ်ကိုသိအောင်လို့လည်းရွေးပေးချင်ပါတယ်အဲ့သချင်းလေးကပရိသတ်တွေလည်းကြိုက်မှာပါကဘာငယ်40သချင်းလေးကိုအင်ချစ်ရွေးပေးချင်ပါတယ်ကဘာငယ်လေးကအင်ချစ်က91ရယ်ဆိုထားတာ91 rap ဆိုတယ်နောက်ပြီးတော့အင်ချစ်ကဒီ chorus လေးတွေပါလေးဆိုတယ်ဟုတ်ပါပြီအင်ချစ်အဲ့ဒါဆိုရင်အင်ချစ်အမှတ်တရ featuring ဆိုပေးထားတဲ့ကဘာငယ်လေးကိုပရိသတ်ကြီးနဲ့အတူတူခန်းစားကြည့်မယ်နော်ကဘာမြေပြင်ပြတ်သုံးသွားပါစေကွယ်ဘယ်နာမှအမြင်ရှိနေမှာပါဒါမဲ့လေးလမ်းခေါ်နေခြင်းရှင်စိတ်ကလွန်သူတော့မင်းနာမကိုယ်ကကိုဖြည့်စီပေးသူဖြစ်နေကြလားရင်မလာနေတွေဆုံးသပေးပါကွာကိုရဲ့ကဘာငယ်လေးမင်းတယောက်တည်းချစ်တယ်နင်းသားငါရဲ့ကဘာငယ်လေးမို့တစ်ခုပဲငါသိတယ်ငါချစ်တွေနဲ့အကောက်ွယ်ပေးလို့အမြဲတမ်းမင်းပြောစေချင်တဲ့ဆိုတဲ့စိတ်ပဲငါချစ်တွေလို့ခွင့်မသွားနဲ့ငါရဲ့ဝေးကိုမင်းကြောင်းနေတဲ့ချင်းအဖြစ်နဲ့စာပွဲရေးလို့မမီတော့တော့ဘူးကြပြောတာဒီမတော့တော့ဘူးဒီကြောင်းတွေနောက်ထပ်ပြောငါငယ်ချင်းတွေလည်းမရှိတော့တော့ဘူးအိမ်ပြန်ချိန်ငါရဲ့ပခုံးပေါ်မင်းရဲ့ခေါင်းလေးမြှောက်တော့အခုအဲ့ဒီညတွေစဉ်းစားရင်းနဲ့ပဲဒီတယောက်တော့ယူဒီခောက်ကယူတယ်ငါအတွက်ကြတော့ဘာဆက်ထူးလဲမင်းရှိရင်ဖြစ်တဲ့စိတ်နဲ့တိမ်တွေပေါ်အထိငါချက်ဖူးတယ်ငါချစ်တဲ့မင်းရဲ့နှခမ်းငါမျက်နှိုးတဲ့မင်းရဲ့ပြုံးလဲမင်းသိဆုံးပါဘသူကငါလောက်ချစ်ခဲ့ဆုံးလဲမင်းမကြိုက်ထားမလို့ဘူးဒီခါတလေလူတွေအချင်းလွဲတာရှင်တွေကချစ်တဲ့စိတ်ကိုဘသူတွေမြင်မလဲကွာချိန်ရှိတိုင်းမင်းရဲ့နားပဲတူနေခြင်းခဲ့တာမင်းတို့ဆိုအိမ်မကစဖြူစင်နေစေပါကဘာမြေပြင်ပြတ်သုံးသွားပါစေကွယ်ဘယ်နာမှအမြင်ရှိနေမှာပါ
မဲလေးလန်းခေါ်နေစဉ်ရှင်စိတ်ကလွန်သူကိုမင်းနာမဘယ်ကကဖြည့်စီပေသူဖြစ်နေနေကြလားရင်မလာတဲ့နေတွေဆုံးသက်ပေးပါကွာလူရဲ့ကဘာငယ်လေး တရိယာတိုင်းမခေါ်လဲသွားပြီးပြောမဆုံးသက်သည့်ကလေးကိုငါဖုန်းဆက်ကြည့်သေးတယ်အဲ့ဒီအပေါ်ဆုံးထက်ထိငယ်လို့ဘာဖြစ်ဖြစ်ငါရဲ့နာနာမေးရှိရင်ငါစိတ်ချမ်းသာတယ်မင်းမပြောရင်မနေနိုင်ပါဘူးရင်ကြီးစားတွေတိတ်မလွမ်းပါနဲ့မင်းစိတ်တိုင်းငါဖြစ်နေတယ်ဘာထက်လို့သေးလဲငါတို့ညောက်တွေ့တဲ့ချိန်တိုင်းနာခက်ကိုတွေးမယ်ညဘက်တိုင်းမင်းကြောင့်တွေပဲကြပြဆက်လို့ရေးခဲ့တခြားလူတွေမင်းကိုချစ်နေကြတာထက်ဖို့သေးတယ်အသွေးသားနဲ့ရေးထားတဲ့တင်းများလည်းမင်းမကြတော့ခဲ့ပါဘေးစကားလည်းတွေ့မထားပဲမင်းအနာပဲပြေးလွှတ်ရောက်တဲ့ငါကိုစိတ်မပြတ်ပါနဲ့ချိုးနေပေးပါမင်းကအပြုံးနဲ့ငါထွက်တော့မင်းကတစ်မင်းကနေပြီးတော့မင်းကသုံးမယ်မင်းကချစ်ဆုံးမယ်အဲ့ဒီတစ်ချက်ဖြစ်မုံမသွားလို့ဟိုရှင်လို့မင်းရဲ့စိတ်ကဆက်ချစ်အောင်မလားလို့မင်းနာကငါရှိတ်တွေလည်းမရက်ဖြစ်ရုံမရလို့တရိယာတိုင်းထွက်ကြည့်ပေးပါမင်းအိမ်ရှိကပတ်ပလေးဖုန်းနာကို ကဘာမြေပြင်သက်တမ်းသွားစေကွယ်ဘယ်နာမှမြေရှိနေမှာပါနာမည်လေးလန်းခေါ်နေစဉ်ရှင်စိတ်ကလွန်သူကိုမင်းနာမဘယ်ကကဖြည့်စီပေးသူဖြစ်နေနေကြလားရင်မလာတဲ့နေတွေဆုံးသက်ပေးပါကွာလူရဲ့ကဘာငယ်လေး အင်ချစ်တာနဲ့လေအခုမီဒီယာဘိုင်းကအရန်တိုးတက်လာတယ် TV channel အသစ်တွေလည်းအများကြီးပေါ်လာတယ်เนาะဒီပြင်စာပေမီဒီယာတွေလည်းအများကြီးပေါ်လာတယ်လေဒါကြတော့အင်ချစ်လည်း interview တွေနဲ့ magazine မှာတက်ပုံတွေရရနဲ့လုပ်ကြရရှုံမှာပေါ့ ဟုတ်ပါတယ်ဒါကတော့ဒီမီဒီယာတွေနဲ့ကိုနဲ့ဆိုတာကိုင်းကျွန်းမီကျွန်းကိုင်းမီပေါ့နော်ကိုကြောင့်မို့သူတို့လည်းအထောက်အကူဖြစ်တယ်လို့သူတို့ကြောင့်မို့လည်းကိုမှအထောက်အကူအများကြီးဖြစ်တယ်ဟိုဒီမီဒီယာတွေမှာပါနေတဲ့အတွက်ကြောင့်မို့လို့ပရိသတ်နဲ့အမြင်မပြတ်ဘူးပရိသတ်ကကိုကိုအမြဲတမ်းမြင်နေတယ်ဟုတ်ဒါမျိုးလေးတွေပေါ့နော်မီဒီယာမှာအခုဆိုရင်ဒီလိုအစီအစဉ်လေးတွေရိုက်တဲ့ခါမှာပရိသတ်ကကြည့်ရတဲ့အခါကျတော့ကိုဘာတွေလုပ်နေလဲကိုရဲ့ live လေးကဘယ်လိုလဲဒါမျိုးလေးတွေသိခွင့်ရတယ်နောက်ပြီးတော့ interview တွေဖြေတဲ့အခါကျတော့လက်တလောမှာကိုဘာတွေလုပ်နေလဲသူတို့သိခွင့်ရတယ်ဓာတ်ပုံလေးတွေမြင်ခွင့်ရတယ်ကိုရဲ့လက်တလော fashion တွေလက်တလောမှာဘယ်လို appearance တွေဖြစ်နေလဲပေါ့နော်အဲ့ဒါမျိုးလေးတွေမြင်ခွင့်ရတယ်ဆိုတော့ fashion ဆိုလို့လေ fashion ဘက်ကိုမေးလိုက်ရမယ်အင်ချစ်အခု fashion ကတဖြည်းဖြည်းပြောင်းလာတယ်เนาะ ဟုတ်ပါတယ်ဟုတ်ဟို fashion ကနေတော့လေဟိုအများနဲ့ပြောင်းနေတာပေါ့နော်ဒီပုံစံကြီးပဲလည်းအများနဲ့ဝတ်နေလို့မဖြစ်ဘူးပေါ့နော်ဟိုအရင်တော့ဆိုလို့ရှိရင်အင်ချစ်ကယောက်ျားလေးစစံဝတ်ရတာသဘောကျတယ်အဲ့လိုတွေဝတ်တယ်တဖြည်းဖြည်းနဲ့ကျတော့ခက်ကပြောင်းလာတယ်အခုဆိုခေါင်းဝင်လေးဝတ်တဲ့ခက်ဖြစ်လာတော့ကိုလည်းဝတ်ရတယ်ဝတ်တယ်ပေါ့နော်ညီမအဲ့ဒီခေါင်းဝင်ကကားလေးတွေကိုညီမတော်တော်ကြာပြီဝတ်တာညီမအဲ့အပြိုစင်ဆွဲတဲ့ချင်းလေးစဆိုတဲ့အချိန်မှာပေါ့နော်ခေါင်းဝင်ကကားလေးစပြီးတော့ဝတ်လိုက်တယ်အဲ့အချိန်ကစပြီးညီမဓာတ်တွေ့သွားတာအဲ့မှာလုံးဝဝတ်တော့ အင်ချစ်နဲ့လည်းလိုက်တယ် ဟုတ်ကဲ့ဟုတ်တောက်လျှောက်အခုချိန်ထိပဲအဲ့တော့လာမဲ့နောက်နှစ်လောက်ကြာရင်ကိုဘလို့ fashion ကိုပြန်ပြောင်းမလဲအမျိုးအများကြီးစဉ်းစားရပါတယ် fashion ကလည်းလေလူပညာသမားတယောက်တည်းတော်တော်ကောင်းစားတဲ့အလုပ်ထဲမှာပါပါတယ်အချိန်ပေးပြီးတော်တော်လေးစဉ်းစားရတယ် အင်ချစ်တို့အဆိုတော်အနေနဲ့လည်း fashion ကလည်းတကဏ္ဍအနေနဲ့အရေးကြီးရပဲเนาะ ဟုတ်ပါတယ်မဟိုဘယ်လိုပြောမလဲ fashion ကကြတော့ကိုယ့်ရဲ့ attraction ကဒီ fashion ပေါ်မှာမူတည်နေတာဟုတ်အဲ့ခါကျတော့ဘယ်လိုပြောမလဲဟိုကိုယ်မြင်ပြီးတော့လှတယ်မလှဘူးချစ်စရာကောင်းတယ်မကောင်းဘူးဒါမျိုးလေးတွေတတ်မှတ်ချက်ကကိုယ့်ရဲ့ဝတ်တဲ့ဝတ်စားမှာမူတည်နေတဲ့ခါကျတော့ဒါလည်းအရေးကြီးတာပေါ့ အင်ချစ်ရဲ့ပရိသတ်တွေရောအင်ချစ်ကိုအဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ fashion နဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတွေကြံပေးတာမျိုးရှိလား ရှိပါတယ်ဟိုအတန်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲတချို့ကြတော့နောက်ပရိသတ်တွေကဘယ်လိုသချင်းလေးတွေနဲ့လိုက်တယ်ဘယ်လိုမျိုးလေးတွေကြိုက်တယ်ပေါ့နော်ဒီလိုမျိုးလေးတွေဝေဖန်ကြတယ်ညာတော့အဖြစ်ကကြတော့အမပြောသလိုပဲ fashion ကိုပိုဝေဖန်ကြတယ်အခုခေတ်ကလည်း fashion ကိုစိတ်ဝင်စားတဲ့ခေတ်ဖြစ်လာတယ်အမအဲ့ထက်မှဝတ်ထားတာမလှဘူးဘာလို့လို့ဝတ်တာလဲအဲ့လိုလည်းပြောရလို့ရှိရင်ချို့ကြလည်းခေါင်းဝင်လေးနဲ့ချစ်စရာလေးရဲ့အဲ့လိုပြောတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့သူတို့ပြောတဲ့စကားတွေကိုလည်းလစ်လျူရှုထားလို့မရအောင်နားထောင်ရတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲကြိုက်တဲ့ပရိသတ်အတွက်ကိုလည်းကိုကဒါမျိုးလေးတွေဆက်ပြီးတော့ဝတ်ပေးရတယ်မကြိုက်တဲ့ပရိသတ်အတွက်ကိုလည်းအပြောင်းလဲဖြစ်အောင်ဝတ်ပေးရတယ်ဒါမျိုးလေးမျှအောင်ပေါ့နော်